ဒီဇင်ဘာ18ရက်နေ့သတင်းကတော့ကချင်ပြည်နယ်မိုးကောင်းမြို့နီးမြန်မာတပ်မတော်နဲ့ KIA ပူးပေါင်းတပ်တို့ဒီဇင်ဘာလ16ရက်ကထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ထိုနေ့မိုးလွဲပိုင်းတွင်မိုးကောင်းမြို့အနောက်ဘက်ပိုးမိုင်ခန့်ခွာမိသွေးကုန်းကျေးရွာသို့မြန်မာတပ်မတော်ရောက်ရှိလာစဉ်ကချင်လွတ်လပ်ရေးတပ်နဲ့ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်များကကြားဖြစ်တိုက်ခိုက်ခဲ့ကြပါတယ်။ဆိုဝါတိုက်ပွဲကိုမိုးကောင်းမြို့ထွက်နှစ်မိုင်တွင်လုံခြုံရေးယူထားသည့်ပြည်သူ့စစ်ဒုတိယခေါင်းဆောင်မြစ်ဦးနဲ့အဖွဲ့ကတွားရောက်စစ်ကူပေးခဲ့ရာတိုက်ပွဲအတွင်း KIA ရဲ့တရုံတိုက်ခိုက်မှုကြောင့်ပြည်သူ့စစ်ဘက်ကထိခိုက်ကြဆုံးမှုရှိသွားခဲ့တယ်လို့မိုးကောင်းမြို့ခံစစ်ရေးတရင်မြစ်ကပြောပါတယ်။စစ်ကူသွားတော့ထိတွေ့တိုက်ပွဲနေရာရောက်တဲ့နေရာမှာပဲတရုံထိတာလို့အထက်ပါစစ်ရေးတရင်မြစ်ကပြောပါတယ်။နှစ်ဖက်အကြဆုံးရှိတဲ့ပြည်သူ့စစ်ဒုကောင်းဆောင်ဟုတ်တဲ့လို့မြို့ခံတရင်ကပြောပါတယ်။မိုးကောင်းမြို့ဒီပြည်နယ်မြို့တော်မြကြီးနားနဲ့မိုင်40ခန့်တာဝေးပြီးရွှေဘိုမြကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့်အချက်ချကြသည့်မြို့ဖြစ်ပါတယ်။မိုးကောင်းမြို့တွင်မြန်မာတပ်မတော်ရဲ့အမှတ်3စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ3တက်ထိုင်ထားပြီးစကခ3လက်အောက်ခံခမရ380နဲ့ခမရ380နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခလာရ94အပြင်မိုးကောင်းမြို့နှင့်စစ်တမိုင်ခန့်အကွာရှိစားမော်ရွာတွင်ခမရ383နဲ့ခမရ384တက်တို့အခြေစိုက်ထားပါတယ်။တိုက်ပွဲဖြစ်ပွားသည့်မိသွေးကုန်းရွာနှင့်စားမော်ရွာရှိခမရ383နဲ့384တက်တို့သည်9မိုင်ခန့်သာကွာဝေးသည့်အတွက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရန်စစ်တပ်ကပြင်ဆင်နေသည်ဟုသိရပါတယ်။တိုက်ပွဲဖြစ်သည့်နေရာသည်ဒေသခေါ်8မိုင်ဟုခေါ်သည့်လမ်းစုံနီးတွင်ဖြစ်ပြီးအဆိုပါလမ်းစုံမှာမိုးကောင်းမိုးညင်းမြို့များနှင့်ဖားကက်မြို့နယ်ကာမိုင်းမြို့တို့ကိုတွားနိုင်သည့်ချက်ချကြသည့်လမ်းစုံဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းရှိအခြားဒေသတို့တွင်လက်တလောတိုက်ပွဲများငြိမ်သက်နေတော့လေဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ကပုံမိုရှိန်မြင့်ဆက်တိုက်နေစေဖြစ်ပါတယ်။ယမန်နှစ်မက်လမှစတင်ပြီးကချင်ပြည်နယ်ထိုးစစ်အတွင်း KIA ကရှမ်းမြောက်မှမဘိမ်းမြို့နှင့်ကချင်ပြည်နယ်မှစွန်ပရာပွမ်အင်ဂျင်ရန်စလုံးချီဖွေဆော့လော်ဖီမော်ပန်ဝါဒေါဖုံးရန်စင်ဘိုမြို့လာမန်စီကံပိုက်တီမိုးမောက်မြို့များနဲ့နေဆက်ကုံသွေးရေးမြို့ရေကျယ်မြို့တို့ကိုတင်ပိုက်ထားပါတယ်။ဒီဇင်ဘာ19ရက်နေ့တွင်ကတော့စစ်ကိုင်းတိုင်းရင်းမာပင်မြို့နယ်ကျောင်းမော်ရွာသို့စစ်တပ်ကစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ဒီဇင်ဘာလ16ရက်နေ့နံနက်10:00နာရီချိန်မှစတင်ပြီးရင်းမာပင်မြို့နယ်ကျောင်းမော်ကျေးရွာသို့စစ်ကြောင်းထိုးလာသဖြင့်ကျောင်းမော်ကျေးရွာနီးဝန်းကျင်ကျေးရွာ30ခုထက်မနည်းလဲစစ်ပေးရှောင်နေကြကြောင်းသိရပါတယ်။ရွှေတောင်ဦးကလာတုန်းကအင်အား200နဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ပေါင်းလာတာအခုကျောင်းမော်ရွာရောက်တော့မှစစ်ကြောင်း2ခုခွဲသွားတဲ့စစ်ကြောင်းတစ်ကြောင်းကအင်ပက်ရွာမှာညအိတ်တက်ဆွဲနေတဲ့နောက်ချန်စစ်ကြောင်းတစ်ခုကကျောင်းမော်ရွာတောင်ဘက်ကိုထွက်ပြပြီးအခုတီတကူဘုံကြီးကျောင်းမှာညအိတ်တက်ဆွဲနေတဲ့ဘယ်ဘက်ကိုဘလို့စစ်ကြောင်းထိုးမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်လို့ဒေတာတော်လန်ရေးတရင်မြစ်ကပြောပါတယ်။စစ်တပ်စစ်ကြောင်းကယမန်နေ့ညပိုင်းကျောင်းမော်ကျေးရွာနဲ့အင်ဖျားကျေးရွာတို့တွင်ယာယီတက်ဆွဲညအိတ်ခဲ့ပြီးစစ်ကြောင်း2ခုခွဲပြီးရင်းမာပင်မြို့နယ်အတွင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းစစ်ကြောင်းကမိသည့်နေရာသို့ဥတီမီကိုမသိရှိရသေးပဲစစ်ကြောင်းထိုးနိုင်ပြီးလမ်းတစ်လျှောက်မှအားလုံးထွက်ပြေးသိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရွှေတောင်ဦးဘက်နေဆုံးချောင်းနဘူးတော်ရွာဘက်ကိုဖျက်ပြီးတော့စစ်ကြောင်းထိုးလာတာမနေ့ညနေပိုင်းမှာကျောင်းမော်ရွာကိုရောက်နေပြီးစစ်တပ်စစ်ကြောင်းလာတော့နဘူးတော်ပွေချောင်းဆုံးချောင်းကြောက်ကုန်းပတ်တင်ပြင်ချက်ရှာအင်ပတ်ဆက်တဲ့ကြေးရွာတွေအကုန်စစ်ပေးရှောင်နေကြရတယ်လို့ကြောက်ကုန်းရွာသားတို့ကရှင်းပြပါတယ်